လောကမှာတဲ့လူမျိုးမျိုးနတ်မျိုးမျိုးဆိုတဲ့အတိုင်းတယောက်နဲ့တယောက်ပုံစံချင်းတော့မတူကြဘူးပေါ့နော်တချို့ကရိုးလေးနေတယ်တချို့ကတော့ဆောင်းချွတ်နေတယ်ပေါ့တချို့ကတင်းတင်းမွန်းမွန်းနေတယ်တချို့ကကြမ်းကြမ်းတမ်းတမ်းနေတယ်ရိုးလေးနေခြင်းကတော့မြင်သူတိုင်းရဲ့စိတ်ကိုကြည်နူးစေတယ်ဒါကြောင့်အယိုးကိုအရွယ်မဖုံးနိုင်လို့ဆိုခဲ့ကြခြင်းဖြစ်တယ်ကြောကြောဝါနေခြင်းတဲ့ရိုးလေးနေခြင်းကပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်လို့ဆိုလိုတယ်ပေါ့နော်တကယ်တော့ရိုးလေးနေခြင်းကပတ်ဝန်းကျင်ကိုလွှမ်းမိုးနိုင်တဲ့နေနည်းတစ်မျိုးဖြစ်တယ်ဒါကြောင့်ဘယ်နေရာရောက်ရိုးလေးနေတဲ့အောင်ကြိုးစားရမှာဖြစ်တယ်အထူးသဖြင့်ကိုယ်မူရနှုတ်မူရတွေကိုယဉ်ကျေးနိုင်တဲ့များယဉ်ကျေးအောင်ကြိုးစားမှာဖြစ်တယ်ဒီနေ့မှာပေါ့နော်ရုပ်ရှင်မင်းသားအမိတာပါချမ်းဟာလေရင်နဲ့ခရီးထွက်တယ်လေရင်မော်ရောက်တဲ့ကမှာသူ့ထိုင်ကိုလူရှာပြီးထိုင်လိုက်တယ်ပေါ့သူနဲ့ဘေးချင်းကပ်မှာလူကြီးကသူ့ထက်သက်ကြီးတယ်နောက်ရိုးရိုးရှိုင်ကြီးလေးဝတ်ထားတယ်ပေါ့နော်သတင်းစာတစ်စောင်ကိုလည်းဖတ်နေတယ်ဆိုတော့လေရင်တက်ပြီးနောက်မကြခင်မှာပဲလေရင်မယ်လေးကလက်ဖက်ရည်နဲ့အိတ်ခံတယ်ပေါ့အဲ့ဒါကြတော့အဲ့ဒီလူကြီးကလက်ဖက်ရည်ကိုယူလိုက်ပြီးတော့မိတာပါချမ်းကိုပြုံးပြတယ်မိတာပါချမ်းကလည်းပြန်ပြုံးပြတယ်အဲ့နောက်လူကြီးကလူလေးကဘာလုပ်ငန်းလုပ်တာလဲလို့မေးတယ်အဲ့မိကိုညမိတာပါချမ်းငါလိုနာမည်ကျော်ရုပ်ရှင်မင်းသားကိုမသိရကောင်းလားဆိုပြီးတော့အောင်သက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့မိတာပါချမ်းကကျွန်တော်ရုပ်ရှင်လုပ်ငန်းလုပ်ပါတယ်ဥကရုပ်ရှင်ကြည့်ဘူးလားလို့မေးတော့လူကြီးကလူလေးရေးတဲ့ကြည့်တော့ကြည့်တယ်ပေါ့ဒါပေမဲ့အများကြီးတော့မဟုတ်ဘူးနှစ်တော်ကြာမှတကားလောက်ပဲကြည့်ဖြစ်တယ်ပေါ့ဆိုတော့အလုပ်ကများတော့တိတ်မကြည့်ဖြစ်ဘူးပဲတဲ့လူလေးရဲ့ရုပ်ရှင်လုပ်ငန်းဆိုတော့ဘာတွေလုပ်တာလဲလို့မေးတယ်တဲ့ကျွန်တော်ကဇက်ဆောင်မင်းသားတယောက်ပါတဲ့ဩဒါဆိုတရုပ်ဆောင်မင်းသားလားတဲ့ဆိုတော့ဟုတ်ပါတယ်တဲ့ကျွန်တော်မိတာပါချမ်းမှာဩဝမ်းသာပါတယ်ပေါ့ဦးက GAD တတာပါလို့ပြောတယ်အဲ့ကကြတော့မှမိတာပါချမ်းအန်အောသွားတာပေါ့နော်ဆိုတော့ GAD တတာဆိုတာကတမ်းမောင်းများစွာချမ်းသာတဲ့တထေးကြီးတူဖြစ်တယ်နောက်အိန္ဒိယနိုင်ငံမှာလုပ်ငန်းမျိုးစုံလုပ်ကိုင်နေတဲ့ဒီတတာကုမ္ပဏီပိုင်ရှင်ကြီးဖြစ်တယ်ပေါ့နော်အဲဆိုတော့တထေးကြီးတတာရဲ့ယဉ်ကျေးတဲ့အပြုမှုကြောင့်မိတာပါချမ်းကသင်္ကန်းသာကောင်ကိုရသွားတယ်ဒါကြောင့်မို့သူခံစားချက်ကိုမိတ်ဆွေကပြောပြတယ်ကျွန်တော်ကတဲ့ကိုအလွန်ကြီးမြတ်သူလူထင်ပြီးတွေးနေတယ်ရောက်နေတာတဲ့သူကကျွန်တော်မသိဘူးဆိုတော့စိတ်ထဲတစ်မျိုးဖြစ်မိတယ်တဲ့ကျွန်တော်ကိုတထေးကြီးမသိတာဘာမှမဟုတ်ဘူးတထေးကြီးကိုကျွန်တော်မသိတဲ့အခါမှာတော်တော်ဆိုးတာတဲ့အလွန်ရိုးသားပြီးတော့သူ့ကိုယ်သူဘာမှမသိအောင်နေပြသွားတဲ့တထေးကြီးကိုလည်းတကယ်လေးစားမိတယ်ဗျာတဲ့ရိုးကုန်ဆိုတာချစ်စရာကောင်းတဲ့ဘဝနေနေတခုပဲလို့သင်ခန်းစာတစ်ခုရလိုက်တယ်ပေါ့နော်အဲ့ဒါကတော့အဲ့ဒီမင်းသားရဲ့ပြောပြချက်ပေါ့နော်အဲ့တော့လူစိတ်ဟာနေပယ်တစ်ခုခုမှာအောင်မြင်မှုရလာလို့ရှိရင်ဘဝင်မြင့်ပြီးတော့မန်တက်တက်ကြတယ်ဒါလူတိုင်းတော့မဟုတ်ဘူးပေါ့နော်ဖြစ်တတ်တဲ့သဘာဝကိုပြောပြတာဆိုတော့မန်တက်ရင်ဘဝဟန်ခြင်းလည်းပြတ်သွားတတ်တယ်နော်အောင်မြင်မှုတစ်ခုကြောင့်မန်တက်လာရင်ကိုအထင်ကြီးတယ်နေပုံထိုင်ပုံကလည်းဟိတ်ဟန်နေများလာတယ်စကားပြောရင်လည်းအထက်စီးကနေပြီးတော့ပြောတာပေါ့နော်အဲ့လိုအဲ့အပြုမှုတွေကဘာဖြစ်လဲဆိုတော့ပတ်ဝန်းကျင်ကိုပူလောင်စေတဲ့အပြုမှုတွေဖြစ်တယ်ဆိုတော့စိတ်တန်းရင်းကြက်ရင်အောင်မြင်မှုဘလောက်ပဲရရဘာမှမဖြစ်တယ်လို့ပဲရိုးရိုးရှင်းရှင်းလေးနေတယ်ကြိုးကြိုးနုံနုံပြောတယ်အဲ့ဒီအပြုမှုတွေကပတ်ဝန်းကျင်ကိုအေးမြစေတဲ့အပြုမှုတွေဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒီနေမှုထိုင်မှုနဲ့ပတ်သက်ပြီးတော့ကိုနှိမ်ချရပြီးတော့နေရမယ်เนาะအဲ့ဒါမင်္ဂလာတုတ်တမှာဟောတော်မူခဲ့တယ်ပေါ့เนาะဆိုတော့ငြိမ်းချမ်းတဲ့ဘဝနေနည်းလို့ဆိုရမှာဖြစ်တယ်ဒါကြောင့်ဘယ်နေရာရောက်ဘယ်သူနဲ့တွေ့ရိုးရိုးလေးနေထိုင်ခြင်းတည်တာအကောင်းဆုံးဘဝနေနည်းလို့ဆိုရမှာဖြစ်ပါတယ်တဲ့တရားခတ်သိမ်းတရားကိန်းအင်းငင်းချမ်းသာရှိကြပါစေအင်းငင်းမြိုင်ဆရာတော်အရှင်ဒေဝေနာပြီးဝန်သားကိုရှိခိုးဥခိုက်ပါတယ်ဖေဟာ